ခုပြောမှာချန်ပီယံလိအကြောင်းတွေပါနောက်တစ်ဆင့်တက်သွားတဲ့အသင်းထက်ချန်ခဲ့တဲ့အသင်းတွေအကြောင်းပေါ့ဆီမီဖိုင်နယ်မှာ PSG နဲ့ဘိုင်ယန်တွေ့မယ်အာဆင်နယ်ရဲ့အက်တလက်တီကိုနဲ့တွေ့မယ်နိုင်တဲ့အသင်းတွေရဲ့ဗိုလ်ပွဲရောင်းမယ်ပေါ့အခုပြောမှာကွာတာဖိုင်နယ်မှာပြုတ်သွားတဲ့အသင်းတွေအကြောင်းပါကွာတာပြုတ်အသင်းတွေရဲ့ဘာစီလိုနာရီယယ်မက်ဒရစ်လီဗာပူးနဲ့စပိုတင်းလစ်ဘွန်တွေပါစပိုတင်းအသင်းအကြောင်းသေချာမသိလို့တိတ်မပြောတော့ပါဘူးအဓိကပြောချင်တာကတော့ဘာစီလိုနာရီယယ်မက်ဒရစ်နဲ့လီဗာပူးတို့ပါအမြန်မာဘယ်လောက်ပဲအဆင်ပြေတယ်ပြောလူတိုင်းနဲ့ကိုယ်တိုင်နဲ့ကိုကြည့်ပဲလေရီယယ်မက်ဒရစ်ဆိုချန်ပီယံလိမှာအများဆုံး15ချိန်နေရထားတာဒါပေမဲ့ပြီးခဲ့တဲ့ရာသီအခုရနေရာသီစက်တိုက်ဖလားလက်မဲ့ဖြစ်ဖို့တော်လေးကိုနီးစပ်နေပါပြီအဲ့တော့ဘလိုပဲဖြစ်ဖြစ်ရီယယ်မက်ဒရစ်ပြည်သက်တွေရင်းနေမှာတော့တစ်ခုဖြစ်နေမှာပဲလေတမိုင်းတစ်ချက်အကောင်းဆုံးသင်းလို့တောင်ပြောလို့ရတဲ့သင်းကဘာဖလားမှာနေရာသီစက်ဆိုတော့တစ်ခုတော့လုံးနေမှသိကြပါပဲကျွန်တော်ရီယယ်မက်ဒရစ်ပြည်သက်မို့တော့သိချင်မှပြောတတ်ပါဘူးနောက်ပြီးတော့ဘာစီလိုနာသူတို့ကလာလီဂါဖလားရဖို့အခွင့်အရေးတော်တော်လေးရှိသလိုစူပါကပ်မှာလည်းရီယယ်မက်ဒရစ်ကိုနိုင်ပြီးရတာကြောင့်ဖလားနှလုံးရဖို့တော့သိကြတယ်ပဲပြောရမလားပေါ့အဲ့လိုကြာအဆင်ပြေပြောလို့ရပါမယ်ဘာစီလိုနာတို့ချန်ပီယံလိဖလားမရတာ10စုနှစ်တခုကျော်သွားပြီလေဘာစီလိုနာပြည်သက်တွေလိုချင်ဆုံးဖလားလည်းချန်ပီယံလိဖလားပါပဲဘာစီလိုနာတို့ဖလားကိုမရ17နှစ်ရှိပြီးတော့မရတာထက်ဖိုင်နယ်ဆင့်တီကိုမရောက်ခဲ့တာဆိုလည်းမမှားပါဘူးရီယယ်မက်ဒရစ်ဆိုရင်ဘာစီလိုနာချန်ပီယံလိရပြီးနောက်ပိုင်းနှစ်တွေမှာလည်း9လုံးထိရထားတာပါဒါဘာစီလိုနာတစ်သက်လုံးကန်လာလို့ရတဲ့ဖလားနဲ့တူတူပါပဲအဲ့တော့ဘာစီလိုနာအနေနဲ့သူတို့တွေပြည်တွင်းဖလားတွေရတယ်ဆိုပေမဲ့တခုကတော့လုံနေတာသိကြပါပဲအဲ့တခုကလည်းအခြားမဟုတ်ပါဘူးချန်ပီယံလိပါထားပါပြီးမှပဲနည်းနည်းအခြေပြောတာပေါ့စပိုတင်းလစ်ဘွန်တော့တေချာမသိလို့မပြောတော့ပါဘူးနောက်ဆုံးကြံခဲ့တဲ့အသင်းကတော့လီဗာပူးပါဒါကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးအသင်းပေါ့လေလီဗာပူးကလည်းအင်္ဂလန်မှာချန်ပီယံလိဖလားအများဆုံးအသင်းလည်းဖြစ်တယ်ဒီနေ့မြလည်းကိစ္စမရှိပါဘူးပရီးမီးယားလိလည်းမနစ်ကမှရထားဆိုလက်ရှိချန်ပီယံလို့ပြောနေရပါတယ်အဲ့တော့တိတ်ကိစ္စမရှိလို့ထင်ရပေမဲ့လက်ရှိရာသီလီဗာပူးကအချိန်ကြီးတိတ်မကောင်းရုံနဲ့မဟုတ်ဘဲနဲ့ကောင်းအောင်မကောင်းတဲ့အနေအထားဖြစ်နေရပါအကောင်းဘက်ကကြည့်ရင်ကျတော့ပရီးမီးယားလိချန်ပီယံပြီးတော့ချန်ပီယံလိမှာလည်းအင်္ဂလန်မှာအများဆုံးဒါပေမဲ့ခြုံကြည့်လိုက်မယ်ဆိုရင်တော့နောက်နေ့ချန်ပီယံလိဝင်အောင်တိတ်မသေးကြခြင်းပါဘူးပြီးတော့ကစားသမားတွေလည်းခြေစွမ်းနေရမငြိမ်နာတွေရောကြာတာတွေရောလည်းပါတာပေါ့လေထားပါတော့အသိငင်းကြီးစနေပြန်ပြောကြတာပေါ့ရီယယ်မက်ဒရစ်သူတို့ကချန်ပီယံလိမှာ15ချိန်နဲ့အများဆုံးရထားတာပါဒီနေ့မြလည်းပြဿနာတိတ်မရှိဘူးဒါပေမဲ့ဘာဖလားမှာမြနည်းနည်းဆက်ကတော့တိတ်အဆင်မပြေလာပါဘူးကစားသမားတွေနီးပြတွေပြောင်းလဲကြောင်းမငြင်သေးရလဲပိုင်ပါမှာပေါ့မနေ့ကအန်ဆလော့တီကိုင်နဲ့ဘာဖလားမှာမြောက်ထွက်သွားတယ်စာပင်းလို့ဆိုဝင်လာတယ်တရားသေးအောင်မကြပါဘူးထွက်လိုက်ရတာပါပဲအခုလက်ရှိအာဘေလိုကရီယယ်မက်ဒရစ်ကန်ဝင်တော့ခန့်ထားဆိုပေမဲ့လို့ဒီရာသီလည်းဘာဖလားမှရဖို့လမ်းမမြင်ပါဘူးကစားသမားရင်အနေနဲ့ကလည်းကွင်းလယ်မှာတိုနီခရူးနဲ့မိုဒရစ်လိုကစားသမားတွေကိုစားမထုတ်နိုင်သေးပါဘူးတိုက်စစ်မှာညာတောင်မန်နဲ့အထောင်တိုက်စစ်မှုကောင်းအောင်မရှိသေးပါဘူးဗီနီရှက်နဲ့အမ်ဘာပေကကစားဘောကတူနေတော့ထက်နေရပဲပြောရမလားပဲအဲ့တော့အဲချမ်းဝယ်သေးချာကတ်ဆိုရင်ရီရဲ့အတိုင်းပက်ရောလေအမ်ဘာပေအနေနဲ့လည်းချန်ပီယံလိနဲ့ဘလွန်တော့လိုချင်လို့ပြောင်းလာကမှရီယယ်မက်ဒရစ်တင်းရဲ့ချင်းတွေကဂုံရှုပ်ထွေးကုန်တာပါအချို့ကဗီနီရှက်ကိုပြစ်တင်ကြပါတယ်အချို့ကတော့လည်းအမ်ဘာပေရောက်လာမှဖောင်ပြစ်တယ်ဆိုပြီးတော့ဖြစ်ကုန်ကြတာပါပဲမျိုးပါပဲဂျားရဲ့ PSG ကအမ်ဘာပေထွက်မှချန်ပီယံလိတောင်2နှစ်ဆက်ဘတ်တူပဲရနိုင်တဲ့အခြေအနေကိုရောက်နေတာပါအခုပြီးခဲ့တဲ့ကွာတာဖိုင်နယ်မှာလည်းရီယယ်မက်ဒရစ်ကအင်ကွင်းမှာ2-2နဲ့ရှုံးနေခဲ့တာပါရီယယ်မက်ဒရစ်ဆိုတာချန်ပီယံလိမှာပဲချင်းသူပြန်လာတာမလို့အားလုံးကလည်းမျှော်လင့်နေကြသေးပါတယ်တကယ်နဲ့ဒုတိယကြော်ကန်တဲ့ခါမှာတော့ဇက်တိုက်ဥဆောင်ကိုရပြီးမှကာမာဖင်ကန်ရဲ့နီကက်ကြောင့်လည်းပဲပြောရမလားပဲရှုံးသွားတယ်ပေါ့အဲ့တော့ထွက်လိုက်ရတာဒါပါပဲရီယယ်မက်ဒရစ်ရဲ့ကစားသမားပြောင်းလဲနီးပြပြောင်းလဲကြောင်းပြောရင်တော့အများကြီးဆိုပေမဲ့ဒီလောက်နဲ့ပဲနောက်တစ်ဘာစီလိုနာကြောင်းပြောတာပေါ့ဘာစီလိုနာတင်းချန်ပီယံလိမြတာ17နှစ်ရှိပါပြီပြည်တွင်းလိမ့်မှာဆိုရင်ဘာစီလိုနာအမြင့်ကြီးပါရနေပြီမတကယ်လိုချင်လာပါပြီဆိုတဲ့ချန်ပီယံလိကြတော့ပိုလိုပွဲတော်မှာမကန်ရပါဘူးအချို့နေဒီမှာဆိုဘာစီလိုနာချန်ပီယံလိရဖို့အတော်လေးနှိစက်ခဲ့တာပါမနေ့ကလိုအင်နာမင်နဲ့ထွက်ခဲ့ရပြီ2019တုန်းကလိုကမ်ဘက်ခံလိုက်ရပြီပေါ့2015တော့ချန်ပီယံဖြစ်ပြီးနောက်ပိုင်းအနည်းဆုံးဘာစီလိုနာတို့3လုံးလောက်ထိကိုရခဲ့တင်တာပါကန်ဝဲအပြစ်ပေါ်မှာမလားပဲရဝဲကန်ပါမလားတော့မရဘူးပေါ့ဒါပါပဲနောက်ပြီးပြောချင်တာချန်ပီယံလိမှာဘာစီလိုနာအကြောက်ဆုံးအသင်းတစ်သင်းရှိပါတယ်အသင်းကကျွန်တော်ထင်အက်တလက်တီကိုလို့ထင်တာပါပဲလာလီဂါမှာဒါဘာစီလိုနာအက်တလက်တီကိုအေးစေးနိုင်တယ်ဆိုပေမဲ့တကယ်တမ်းချန်ပီယံလိလိုရှုံးထွက်ဆင်ရအောင်တော့ဘာစီလိုနာအမြဲကြံခဲ့ရတာပါ2013 2014တုန်းကတစ်ချိန်2015 2016တုန်းကတစ်ချိန်အခုတစ်ချိန်ပေါ့အားလုံးပေါင်း3ချိန်ပေါ့အဲ့ဒီ3ချိန်လုံးဘာစီလိုနာအက်တလက်တီကိုနဲ့တွေ့ပြီးတော့ပဲထွက်ခဲ့ရတာပါ2013 2014ရာသီတုန်းကမက်ဆီနဲ့နီမာရှိတော့မနိုင်ခဲ့ပါဘူးဒီလိုနဲ့2015 2016ရာသီ MSN ဆိုပြီးဒါတွေနာမည်ကြီးတဲ့ချိန်မှာလည်းအက်တလက်တီကိုမနိုင်ခဲ့ပါဘူးအက်တလက်တီကိုအနေနဲ့ကလည်းဘာစီလိုနာကိုဖြုတ်ချခဲ့တဲ့နှစ်နှစ်လုံးမှာဖိုင်နယ်ထိရောက်ခဲ့ရပါဒါပေမဲ့ဖိုင်နယ်ရောက်တော့မှရီယယ်မက်ဒရစ်နဲ့တွေ့ပြီးငိုပြန်လာတာတော့တစ်ပိုင်းပါလေဘာဖြစ်ဖြစ်ဒီနေ့လဲဘာစီလိုနာကိုဖြုတ်ချခဲ့ပြီဆိုတော့ဖိုင်နယ်ထက်တက်နိုင်မလားကြည့်ရတာပေါ့ဆီမီဖိုင်နယ်မှာလည်းအာဆင်နယ်နဲ့ဆိုတော့လွယ်တော့လည်းမလို့ဆိုပေမဲ့ရန်လိုက်ခက်တဲ့တင်တော့မဟုတ်ပါဘူးအဲ့တော့ဘာစီလိုနာအနေနဲ့ချန်ပီယံလိဖလားလို့ကျွန်တော်နောက်တစ်နှစ်ထပ်ဆောင်လို့ပဲပြောရမှာပါပဲနောက်တစ်နှစ်မှရမယ်လို့လည်းပြောတာမဟုတ်ပါဘူးနောက်နှစ်ရဖို့လည်းမလွယ်ပါဘူးနောက်ဆုံးတစ်သင်းရတော့လည်းပါဘူးပေါ့လေအင်္ဂလန်ရဲ့ချန်ပီယံလိအများဆုံးမနေ့ကလည်းပရီးမီးယားလိချန်ပီယံရတာပါအဲ့ဒီအဆင်ပြေပါသေးတယ်အဆင်ပြေတဲ့ဒီရာသီခြေစွမ်းမှာ
စားသမားတွေလည်းဝင်တက်ချမ်းနဲ့ငွေရလည်းတော်တော်တုံးထားတယ်ဒါပေမဲ့ဒီရဒီဖလားသွန်ပြောင်းနေမဟုတ်ဘဲနဲ့ချန်ပီယံဝင်အောင်မသေးကြတဲ့အနေအထားမှာရှိပါတယ် PSG ကိုလည်းဒီချိန်နဲ့မနိုင်လောက်ဘူးဆိုတာသိပေမဲ့နှစ်နှစ်စတိုက်ကြီး PSG နဲ့ပဲတွေ့ပြီးတော့ထွက်နေရတာပါပြီးတော့ Anfi ကွင်းကြီးမှာဟေးဟာလာလောက်တော့တာဆန့်လည်းမဆန့်ပါဘူးနေ့ကလည်း Anfi ကွင်းမှာ PSG နဲ့တွေ့ပြီးတော့ 1C နဲ့ရှုံးပြီးတော့ပင်နယ်ရီမှာထွက်ခဲ့ရတာပါဒီနေ့ကတော့ပိုဆိုးပါတယ်နှစ်ကြော်ပေါင်း 4C ဆိုတော့လည်းပြောစရာမရှိတော့ပါဘူးအရင်တော့ Anfi ကွင်းကိုလာရင်တော်တော်နိုင်ဖို့မလဲပါဘူးအခုများကတော့ Anfi ကွင်းမှာဟီးဟာလာလောက်သွားကြတယ်ဆန်းတော့မဆန်းတော့ပါဘူးဒီရဒီ Anfi ကွင်းမှာဟီးလာလောက်သွားတဲ့တင်နေ PSG တဲ့တင်နေမှာမဟုတ်တာစားကွက်ကလည်းမမဲရမရှိအားထားတဲ့ကစားသမားတွေကလည်းထွက်ဆာလာတို့ဗန်နိုက်တို့လည်းအသက်အရွယ်ကြောင့်ခြေသွမ်းနေရကြရောက်လာတဲ့သူတွေလည်းချိန်မငင်းအဲ့တော့လည်းဒီရဒီဒီလောက်ပါပဲအများကြီးတိတ်မျိုးလင်းလို့မရပါဘူးနားရသည်လည်းဒီနီးပြနေပဲဆိုတော့တိတ်မတွေးရစရာပါပဲထပ်ပြောရင်လည်းကိုယ့်ဘောင်ကိုလန်ထောင်းလို့ပဲဖြစ်တော့မှမလို့မပြောချင်တော့ပါဘူးဒီလောက်ပါပဲဆိုတော့ဒီရဒီတော့ဒီတင်းတွေဒီလောက်ပါပဲဒါကတော့ကျွန်တော်မြင်မိစောကွာတာပြုတ်တင်းလေးအကြောင်းထိမိခေါင်းမိသလောက်လေးတွေပါပဲအဆုံးထိနားထောင်ပေးလို့လည်းကျေးဇူးတင်ပါတယ်ဒါပါပဲ